တူဒီသောတီထောင်သူတူကကြီးမားတဲ့ social media platform တစ်ခုကိုဘလို့တိဆောက်ခဲ့လဲဆိုတာသင်စိတ်ကူးကြည့်နိုင်ပါတယ်ဒီပုံပြင်ကတော့ digital လောကမှာကြီးမားတဲ့တက်ရောက်မှုတစ်ခုကိုဖန်တီးဖို့ရည်မှန်းထားတဲ့မိတ်ဆွေတယောက်အတွက်ပါဒီလူတူဒီကဒီလောက်ကြီးမားတဲ့ကွန်ရက်တစ်ခုကိုဘလို့ရရှိခဲ့တာလဲသူဘာလိဝက်ချက်တွေသုံးခဲ့တာလဲဆိုတာသိချင်လာပါလိမ့်မယ် Zach Williamson က Culture Crave ဆိုတဲ့သတင်းခန္ဓာတစ်ခုကိုတည်ထောင်ခဲ့ပါတယ်ဒီသတင်းခန္ဓာကရုပ်ရှင် TV နဲ့ Video Game တွေမှာနောက်ဆုံးပေါ်သတင်းတွေကိုဖော်ပြခဲ့ပါတယ်သူက fandom မှာ social media ကဏ္ဍကိုကူညီတည်ဆောက်ပေးခဲ့ပြီးအရင်က college humor မှာလည်းအလားတူလုပ်ခဲ့ပူပါတယ်သူက pop ယဉ်ကျေးမှုသတင်းတွေကိုမြန်ဆန်နဲ့အချက်လက်ပြည့်ဝဝဖော်ပြပေးဖို့လိုအပ်နေတာကိုမြင်ခဲ့ရပါတယ်သူက Bleacher Report နဲ့အားကစားသတင်းဖော်ပြပုံကစိတ်ကူးဖြစ်ခဲ့တာပါPop ယဉ်ကျေးမှုဘက်မှာဆိုရင်တချို့သတင်းတွေက click bait တွေများပြီးမစစ်မှန်တဲ့သတင်းရင်းမြစ်တွေကိုအားပြုတာမျိုးတွေရှိပါတယ်။ဒါကြောင့် Culture Crave ရဲ့ရည်ရွယ်ချက်ကတော့တက်တေဖြူပြီးသားသတင်းရင်းမြစ်တွေနဲ့တိုက်လက်အချက်လက်တွေကိုတင်ကြဖို့ပါပဲ။ဒီနာမည်ကရုပ်ရှင် TV, Game အားကစားစတဲ့ကဏ္ဍအများအပြားကိုအနာဂတ်မှာချက်ထွင်နိုင်မယ်လို့သူယုံကြည်ခဲ့ပါတယ်။အစားပိုင်းမှာတော့ Culture Crave မှာ website ဒါမှမဟုတ် app ဆိုတာမရှိခဲ့ပါဘူး။သူတို့ကသတင်းလွှာ social media နဲ့ပါဆက်ပြော့ဈေးကွက်ရှာဖွေမှုတွေပေါ်မှာပဲလုံးဝအားထားခဲ့ပါတယ်။သတင်းလွှာအတွက် Substack ကိုအသုံးပြုခဲ့ပြီးနောက်ပိုင်းမှာတော့ Later, Buffer, TreeDeck တို့ကိုအကြောင်းအရာတွေအချိန်စရာဆွဲဖို့သုံးခဲ့ပါတယ်။ Culture Crave ရဲ့ဝင်ငွေကတစ်လနဲ့တစ်လမတူညီပါဘူး။တစ်ခါတလေဒေါ်လာ12,000ကျော်ရရှိပြီးတစ်ခါတလေဒေါ်လာ2,000လောက်သာရရှိပါတယ်။ဝင်ငွေရှာတဲ့နီးလန်းတွေထက်ကတစ်ခုကတော့ website တွေစီကို CPM 1,000 လင်းကုန်ကျစရိတ်ဒါမှမဟုတ် ref share ဝင်ငွေခွဲဝေမှုစနစ်နဲ့အသွားအလာလမ်းကြောင်းပြောင်းပြီးတာပါ Culture Crave ကွန်ရက်ကနေတစ်လကို website တစ်ခုစီကို session 6သိန်းကနေ9သိန်းအထိပို့ဆောင်ပေးနိုင်ပါတယ် USA တတိနဲ့ Complex Networks လိုမျိုးကြီးမားတဲ့ client တွေလည်းရှိခဲ့ပါတယ် သူတို့ရဲ့ကွန်ရက်ကို app landing page, tweet post, YouTube video တွေတခြင်းတွေနဲ့ Shopify store တွေရှိကို impression နဲ့ view တွေတိုးစေဖို့လည်းအသုံးပြုပါတယ်နောက်ပြီးတော့ social media မဟာဗျူဟာတွေအထက်လည်းအကြံပေးတာမျိုးတွေလုပ်ပါတယ်အမြဲပြောင်းလဲနေတဲ့ platform တွေမှာကျွမ်းကျင်သူတွေလိုအပ်တယ်ဆိုတာသူနားလည်ပါတယ်ရုပ်ရှင် studio တွေအတွက် movie နမူနာနဲ့ poster တွေဖြန့်ချိရမှာလဲ Culture Crave ကကူညီပေးပါတယ်ဒါနဲ့ရိုးရာဈေးကွက်ရှာဖွေရေးနောက်ခံကလာတဲ့သူတွေကို social media ရဲ့အရေးပါပုံကိုနားလည်အောင်လုပ်ဖို့ကခက်ခဲပါတယ်ဥပမာအနေနဲ့ Kevin James ရဲ့ Becky ဆိုတဲ့ရုပ်ရှင်ကိုကြည့်ပါဒီရုပ်ရှင်ရဲ့နမူနာက Twitter မှာဘာမှကြီးမားတွန်းအားမပေးခဲ့ပဲ2သိန်းခွဲအထိ impression ရခဲ့တာကိုတွေ့ရပါတယ်။ရုပ်ရှင်စတူဒီယိုတွေဟာအနာဂတ်မှာပိုပြီးစွန့်စားရတဲ့ဈေးကွက်ရှာဖွေနည်းလမ်းတွေကိုထုံးလိုက်ရတော့မယ်လို့သူယုံကြည်ပါတယ်။ Christopher Nolan ရဲ့တန်တဲ့ရုပ်ရှင်နမူနာကို Fortnite game ထဲမှာထုတ်ခဲ့တာကဥပမာတစ်ခုပါပဲ။ Streaming service တွေနဲ့ပူးပေါင်းတာကလည်းနောက်ထပ်အခွင့်အရေးပါပဲ။နောက်ဆုံး monetization လမ်းကြောင်းတစ်ခုကတော့ podcast ပါပဲ။ Not Another Movie Pod ဆိုတဲ့ podcast တစ်ခုက2019ခုနှစ်မေလကစပြီး download leading အထိရရှိထားပါတယ်။ Patreon ကနေရတဲ့အထောက်ပံ့တွေနဲ့ပဲရပ်တည်နေရပါတယ်။သူက Game of Thrones season 9မတိုင်ခင် Thrones Facts ဆိုတဲ့ page ကိုစတင်ခဲ့ပြီး follower တွေဆွဲဆောင်ခဲ့ပါတယ်။ impressions နဲ့ profile click တွေကိုတိုင်းထားတဲ့ formula တစ်ခုနဲ့ hashtag တွေသတင်း line တွေပေါ်မှာစီးနှင်းခဲ့ပါတယ်။ဒီ page ကလာပိုင်းအတွင်း follower 4,000 အထိရခဲ့ပါတယ်။သူကြုံခဲ့ရတဲ့အကြီးမားဆုံးစိန်ခေါ်မှုတွေကတော့ပင်ပန်းနွမ်းနေတာနဲ့ look for coin ဘာကသူ့လောက်အားထုတ်မှုမရှိတာပါပဲအစကတည်းက freelancer တွေငှားတင်တယ်လို့သူပြန်ပြောပြပါတယ်အခုတော့သူ့မှာ content ရေးတဲ့သူ editor ဗီဒီယိုရိုက်တဲ့သူနဲ့ graphic designer တွေရှိနေပါပြီသူ့ရဲ့အဓိကပန်းတိုင်ကတော့နောက်တစ်နေ့အတွင်း platform အားလုံးမှာ follower 1 သန်းအထိတိုးချဲ့ဖို့နဲ့ဝင်ငွေရင်းမြစ်အသစ်တွေရှာဖွေဖို့ပါပဲ Culture Crave အတွက် community news app ရရွာသတင်း app တစ်ခုတည်ဆောက်ဖို့လည်းရည်ရွယ်ထားပါတယ် Zack ရဲ့ခရီးစဉ်ကနေ social media ကွန်ရက်တစ်ခုကိုတည်ဆောက်ရမှာညံကောင်းတဲ့နီးဗျူဟာတွေလက်ရောညီထွေမှုနဲ့မှန်ကန်တဲ့လူတွေနဲ့ပတ်ဝန်းကျင်ကဘလောက်အရေးကြီးလဲဆိုတာမြင်ရပါတယ်သူ့ရဲ့အဆက်မပြတ်ကြိုးပမ်းမှုတွေနဲ့ကွန်ရက်ချဲ့ထွင်မှုတွေကနေတင်ယူစရာအချက်တွေအမြဲရှိနေအောင်ပါ